One Championship ဒီတကြောပြန်ခီးမှာနိုင်ပွဲရခဲ့ပေမဲ့အခုချိန်ထိစောမင်းမင်းဘာဖြစ်လို့ပွဲထက်မရသေးတာလဲပရိသတ်များအားမင်္ဂလာပါဗျာကြော်ကြမမေ Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေမြန်မာနိုင်ငံ Fighter စောမင်းမင်းဟာ2025ဇွန်လ17ရက်နေ့ကကျင်းပခဲ့တဲ့ One Friday Fight 122မှာ Australia Fighter George Trowbridge ကိုတတိယအချိန်မှာလဲထွန်းနိုင်ခဲ့ပြီးတဲ့ One Championship မှာစတုထမြောက်အောင်ပွဲကိုရောက်နိုင်ခဲ့ပါတယ်ဒီပွဲဟာစောမင်းမင်းအတွက် One Championship မှာတကြောပြန်ခီးရဲ့အဖွင့်ပွဲတစ်ပွဲဖြစ်ခဲ့ပြီးသူ့ရဲ့စွမ်းဆောင်ရည်ကိုကမ္ဘာပရိသတ်တွေစီပြသဖို့အတွက်ခွေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီပွဲမှာသူ့ရဲ့ထိုးတက်မှုဟာပရိသတ်တွေစီပြေဝကျင်းအောင်မလုံးဆောင်နိုင်ဘူးလို့သုံးသပ်ခင်ရပြီးအခုချိန်ထိနောက်ထပ်ပွဲစဉ်တစ်ပွဲမှမရရှိသေးတာလည်းမြင်တွေ့ရပါတယ်။ One Friday Fight 122မှာစောမင်းမင်းဟာဗဒန်ဝိတ်ငွေတိုင်းပွဲအပြင် George Trowbridge ကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီပွဲဟာနှစ်ဦးစလုံးရဲ့ပြင်းထန်တဲ့ထိုးချိန်မှုတွေနဲ့ပြည့်နေခဲ့ပြီးပထမအချိန်မှာစောမင်းမင်းကသူ့ရဲ့လက်သေးပေါင်းဆက်ထိုးတက်မှုနဲ့ Trowbridge ကိုဖိအားပေးနိုင်ခဲ့ပါတယ်။ဒုတိယအချိန်မှာတော့ Trowbridge ကဒေါင်ထိုးနီးစနစ်တွေနဲ့စောမင်းရဲ့မျက်နှာမှာဒဏ်ရာတစ်ခုပြတ်ပေါ်လာအောင်လှုပ်ဆောင်နိုင်ခဲ့ပေမဲ့တတိယအချိန်မှာစောမင်းမင်းကပုံမပြင်းထန်တဲ့လက်သေးထိုးတက်မှုတွေနဲ့ Trowbridge ကိုလဲထုတ်နိုင်ခဲ့ပြီးနိုင်ရရှိခဲ့ပါတယ်။ဒီပွဲဟာစောမင်းမင်းရဲ့ One Championship မှာစတုထအောင်ပွဲဖြစ်ပြီးသူ့ရဲ့စုစုပေါင်းထိုးပွဲမှတ်တမ်း14ပွဲနိုင်တပွဲရှုံးပြမြင့်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲမှာသူ့ရဲ့စွမ်းဆောင်ရည်ဟာ2019ခုနှစ်ကOne Line Out A Nation မှာသူပြသခဲ့တဲ့အလဲထိုးနိုင်မှုနဲ့နေစနစ်ပိုင်းဆိုင်ရာထိုးချမှုတွေနဲ့နိုင်ရှင်ပရိသတ်တွေကိုအပြည့်အဝကျင်းတဲ့အောင်မလုံးဆောင်နိုင်ခဲ့ဘူးလို့သုံးသပ်ခဲ့ရပါတယ်။ဒါကစောမင်းမင်းရဲ့တကြောပြန်ကင်းမှာပရိသတ်တွေရဲ့မျှော်လင့်ချက်ကိုအပြည့်အဝမဖြည့်ဆည်းနိုင်ခဲ့တဲ့အချက်တစ်ခုဖြစ်ပြီးနောက်ထပ်ပွဲစဉ်မရရှိခြင်းရဲ့အကြောင်းရင်းလည်းဖြစ်နိုင်ပါတယ်။ One Championship ဟာကမ္ဘာအကြီးဆုံးကိုခံပညာအဖွဲ့အစည်းတစ်ခုဖြစ်ပြီးသူတို့ရဲ့ One Friday Fight ပြိုင်ပွဲတွေဟာပတ်စင်ထိုင်းနိုင်ငံလုံမနီအားကစားရုံမှာကျင်းပလေ့ရှိပါတယ်။ဒီပြိုင်ပွဲတွေမှာမြန်မာ၊ထိုင်း၊လာအို၊လက်ဘနွန်တရုတ်နဲ့ဂျပန်လိုနိုင်ငံတိတိကဖိုင်တာတွေပါဝင်ရှင်ပြိုင်ကြပြီးပွဲစဉ်တွေရွေးချယ်တဲ့အခါမှာဖိုင်တာတွေရဲ့စွမ်းဆောင်ရည်ဒဏ်ရာအခြေအနေနဲ့ပရိသတ်အာရုံစူးစိုက်မှုနဲ့စီးပွားဖြစ်တန်ဖိုးတွေကိုထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။စောမင်းမင်းဟာ One Friday Fight 122မှာ George Trowbridge နဲ့ထိုးတက်ရင်ဒုတိယအချိန်မှာတရောင်ထိုးချက်ကြောင့်မျက်နှာမှာဒဏ်ရာကြီးတစ်ခုရရှိခဲ့ပါတယ်။ဒီဒဏ်ရာဟာသူ့ရဲ့ပြန်လည်တန်ဆွမ်းရေးကာလကိုထိခိုက်စေနိုင်ပြီး One Championship အနေနဲ့သူ့ရဲ့ကျန်းမာရေးအခြေအနေကိုတေချာပြန်လည်ကဲခတ်ပြီးမှနောက်ထပ်ပွဲစဉ်တွေစီစဉ်ပေးဖို့ဆုံးဖြတ်ထားနိုင်ပါတယ်။ဒါဟာ Fighter တွေရဲ့ကျန်းမာရေးကိုဦးစားပေးတဲ့ One Championship မူဝါဒနဲ့ကိုက်ညီပါတယ်။ဒဏ်ရာကြောင့်ပြန်လည်တန်ဆွမ်းရေးကာလကြာမြင့်နေမယ်ဆိုရင်ဒါဟာစောမင်းမင်းရဲ့ပွဲဝင်နေတဲ့အကြီးကအကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။စောမင်းမင်းရဲ့အောင်ပွဲဟာထိန်းသိမ်းစရာကောင်းတဲ့လဲထုံးမှုတစ်ခုဖြစ်ခဲ့ပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ဟာပရိသတ်ရဲ့မျှော်လင့်ချက်ကိုပြေဝံဖြည့်ဆည်းနိုင်ခဲ့တာကြောင့် One Championship အနေနဲ့သူ့ကိုနောက်ထပ်ပွဲစဉ်တွေမှာချက်ချင်းမထည့်သွင်းဖို့တဲ့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ One Friday Fight ပြိုင်ပွဲတွေဟာအဓိကအဖြစ်လူသစ် Fighter တွေကိုမြင့်တင်ဖို့ရွေးထားပြီး US ဒေါ်လာ3သိန်းတန်ဖိုးရှိတဲ့ကန်ထရိုက်ရဖို့လာလာရှိတဲ့ Fighter တွေကိုဦးစားပေးလေ့ရှိပါတယ်။ဒါကြောင့် One Championship အနေနဲ့စောမင်းမင်းကိုချက်ချင်းပွဲထက်မသွင်းဘဲသူ့ရဲ့နေစနစ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုလှုပ်ဆောင်ဖို့အချိန်ပေးတာဖြစ်နိုင်ပါတယ်။ဥပမာအနေနဲ့စောမင်းမင်းရဲ့ဒုတိယအချိန်မှာဒေါင်ထိုးခံရပြီးဒဏ်ရာရရှိခဲ့တာဟာသူ့ရဲ့ခန်းစစ်နေစနစ်မှာအားနည်းချက်တချို့ရှိနေသေးတယ်ဆိုတာကိုပြသနေပါတယ်။ One Championship အနေနဲ့သူ့ကိုပေါ်ပြေးစုံတဲ့ Fighter တယောက်ဖြစ်လာစေဖို့လေ့ကျင့်မှုတွေပုံမလှုပ်ဆောင်စေချင်တာဖြစ်နိုင်ပါတယ်။စောမင်းမင်းဟာအရင်ကလည်း One Championship မှာအောင်မြင်မှုတချို့ရရှိခဲ့ပြီးသူ့ရဲ့နာမည်ကျော်ကြားမှုကလည်းမြန်မာနိုင်ငံမှာထင်ရှားပြီးသားဖြစ်တာကြောင့် One Championship အနေနဲ့သူ့ကိုနောက်ထပ်ပွဲစဉ်တွေမှာချက်ချင်းထည့်မသွင်းဘဲတခြားလူသစ် Fighter တွေကိုဦးစားပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါအပြင် One Championship ရဲ့ပွဲစီစဉ်မှုမှာဒေတာရင်း Fighter တွေကိုဦးစားပေးလေးရှိတာမှန်ပေမဲ့လုံမနီကွင်းကြီးထဲမှာ Time Fighter တွေကိုပုံမဦးစားပေးတဲ့သဘောရှိပါတယ်။ဒါကြောင့်စောမင်းမင်းလိုမြန်မာ Fighter တူအနေနဲ့နောက်ထပ်ပွဲစဉ်ရဖို့အချိန်နဲ့ငယ်ဆောင်တိုင်းရတာဖြစ်နိုင်ပါတယ်။ One Championship ရဲ့ပွဲစဉ်တွေကိုစီစဉ်တဲ့အခါ Fighter တွေရဲ့ပြိုင်ပွဲရွေးချယ်မှုတွေဟာအရေးကြီးတဲ့အချက်တစ်ခုပါ။စောမင်းမင်းရဲ့ One Friday Fight 122ပွဲစဉ်မှာGeorge Trowbridge ကိုအင်အားပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီးဒီပွဲစဉ်ဟာပရိသတ်တွေအာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ပွဲစဉ်တွေမှာစောမင်းမင်းနဲ့ရှင်ပြိုင်ဖို့အသင်းတော်ရဲ့ပြိုင်ပွဲရွေးချယ်မှုဟာစီးပွားဖြစ်တန်ဖိုးနဲ့ပရိသတ်အာရုံစိုက်မှုအပေါ်မှာမူတည်နေပါတယ်။ One Championship အနေနဲ့စောမင်းမင်းကိုပုံမထင်ရှားတဲ့ပြိုင်ပွဲတွေနဲ့ထည့်သွင်းဖို့စီစဉ်နေတာဖြစ်နိုင်ပြီးဒီလိုပြိုင်ပွဲတွေကိုရွေးချယ်ဖို့အချိန်နဲ့ငယ်လိုအပ်နေတာဖြစ်နိုင်ပါတယ်။ပရိသတ်များအနေနဲ့ကရောနိုင်ပွဲရပေမဲ့စောမင်းမင်းပွဲဝင်နေတဲ့အပေါ်မှာဘယ်လိုများမြင်ကြလဲပြောပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။